ကိုရတော့အားလုံးမင်္ဂလာပါကျွန်တော်ကတော့ TTK Crafter ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ view မှာတော့ Hacker Series တခုဆိုတော့ဖြစ်ပါတယ်အဲ့တော့ဒီနေ့ US goal လေးကတော့ကျွန်တော် Iron Armor ဖူးရအောင်လုပ်သွားမှာဖြစ်ပါတယ် Okay အဲ့တော့စလိုက်ရအောင် Okay Minecraft စပြီတစ်ခုံးမယ်အော်ကောင်းကြီးကွာတစ်တောင်ခေါ်ရသေးဘူး Village တွေ့ပြီ Yes Okay ပါပြောခဲ့တဲ့အတိုင်းပဲကျွန်တော် hacker ဖြစ်တဲ့အတွက်ကျွန်တော်သိလို့မရဘူးတစ်ခါသေသွားတာနဲ့တစ်ခါတည်းဘောကပြီးသွားမှာပေါ့နော်ကျွန်တော်ဒီဘောထဲမှာကျွန်တော်ဘယ်နည်းအထိကျွန်တော်စော်သွားနိုင်မလဲဆိုတော့ကျွန်တော်ကြည့်ရမယ်ပေါ့နော်ဒီရင်ကတော့ bullshit တွေပဲရှိရကျွန်တော်သိတယ်โอเคပါဒါတွေအကုန်ကြီးကိုကြည့်တွေ့ပါမယ်အဲ့တော့အားလုံးပဲခဏလေးပါโอเคအဲ့တော့ကျွန်တော်ဒါတွေအကုန်လုံးတော့กินပြီးပါပြီกินသွားပြီဆိုကျွန်တော်ဒါတွေယူပြီးတော့လဲရအောင်မယ်ဒီတော့ cave ထဲကိုသွားကြပဲပေါ့နော်အဲ့တော့ကျွန်တော် cave တစ်ခုလိုက်ရှာလိုက်ပါအောင်မယ်ဟုတ်ကွာအဲ့တကားကြီးမယူမိနေဒီရွာမှာကျွန်တော်ဟေးဘဲကြီးမရှိလားမသိဘူးဟေးဘဲဒီနေကျွန်တော် home မိုင်းနားမှာပဲ Facebook မိုင်းနားမှာပဲအဲ့တော့နေရာလေးကိုတော့ကျွန်တော် screenshot လေးနဲ့ပဲမှတ်လိုက်ပါမယ်ဘာလို့ပြောမှဆိုတော့နေရာကို screenshot လေးနဲ့ပဲမှတ်လိုက်ပါမယ် screenshot နဲ့ပဲမှတ်လိုက်ပါမယ် screenshot နဲ့ပဲမှတ်လိုက်ပါမယ်Okay, yeah. Okay, yeah. Okay, yeah. အဲ့တော့ကျွန်တော် cave လိုက်ရှာပါမယ် cave လိုက်ရှာပါမယ် cave ထူလောက်လိုက်ရှာပြီးတော့ကျွန်တော်အားမဖူးရသွားပြီဆိုတော့ကျွန်တော်ရဲ့ဒီဘောနော် episode 1လေးကိုအဆုံးတော့ဖြစ်ပါတယ်အဲ့တော့အားလုံးပဲ cave တွေ့မှာပြန် cave တခုလိုက်ရှာလိုက်ပါဦးမယ်အဲ့တော့ပြောမှပြန်တွေ့ရပါမယ်အဲ့တော့အားလုံးပဲခဏလေးပါ Okay hello brother တို့ပြန်တွေ့ပါပြီကျွန်တော်အခု cave ရှာနေနေပေါ့နော်ဒီမှာ village နောက်တစ်ခုထပ်တွေ့တယ်ဒီ village မှာခုန village တုန်းကလိုမျိုးပဲအားရအောင်မမြန်ရနိုင်မလားတကယ်တော့အားရအောင်မရသွားမယ်ဆိုတော့ဒီ episode ကတော့ပြီးပါပြီညာတော့အမှန်တရားပါဒီရွာမှာအဲ့ဒါမပါဘူးလားဟုတ်ဝါဟုတ်ချက်အိုးOkay, yeah, မတွေ့ဘူးလားမရှိဘူးလားတော့မသိဘူး brother What the hell doing အဲ့တော့ဒါလေးတွေ့ပါပြီဒါလေးယူပါမယ်တော့ညီကဘေးနားမှာပေါ့နော်ဒီ smart media နေပြီးတော့ဒီမှာ crafter ရှိနေတယ်အဲ့အတန်လေးပါရင်လည်းပါသွားရင်တော့ sorry ပါပြီးတော့ကြော်ဒါရီအကုန်လုံးကိုတူးလိုက်ပါတယ်ဗျ Okay yeah တူးပြီးရခါကျမှကျွန်တော် iron golem သတိရသွားတယ် iron golem ကိုပဲကျုံးလိုက်တော့ရောဒါလေးပြီးပြလိုက်မယ်ဒါဝင်ပြီးသွားလိမ့်မယ်ဒါလည်းဝင်ပြီးသွားလိမ့်မယ်သူ့ကျုံးမှုတော့ကဒါနဲ့iron ဟုတ်ပြီဘယ်နှခုလုံလာလဲကျွန်တော်အခုလုံလာလေစုတော့3ခုရှိရယ်အဲ့တော့5ခုရရင်ကောင်းပြီ
5ခုရရင်ကောင်းပြီဒီ5ခုပဲလူတော့တာပေါ့နော်5ခုရရနဲ့စင်ပြေပြီအဲ့တို့သွားကျုံးမယ်ခုနကတော့လူပဲလူလေအလိုရိုက်မယ်ရိုက်ပြီးပြေးတော့ရိုက်ပြီးတော့ပြေးပါဗျို့ရိုက်ပြီးတော့ပြေးသွားရင်အဲ့လိုလေးတက်အဲ့လောက်ဆိုရင်တော့ဒီကောင်ကမမီရောဟာညမင်းတလောက်မှမီရင်တော့မင်းကနည်းနည်းများသွားလေမင်းကဘယ်လိုသတ်မှာပြောโอเคညမင်းငြိမ်နေမမီသေးဘူးကွာအားရငါတော့ပေးပါယူplease ကျွန်တော်အားရငါတော့ပေးပါဘယ်နှတုံးရမှာတော့ဘယ်နှတုံးရမှာတော့ခုနတုံးသူစီမှာစဘယ်နှတုံးရှိရလဲမသိဘူးဘယ်နှတုံးလဲတော့မသိဘူးကျွန်တော်ဒီမှာရသွားမလားရပါစေno အဲ့တော့အားရတတုံးပဲလူတာပေါ့နော်တတုံးပဲလူတာဆိုတော့ငါကတိလေးနဲ့ကွာနည်းနည်းလေးနဲ့မရတော့ဘူးကွာဒုက္ခပဲโอเคဒီမှာ39လို့ပေါင်မုတ်39လုံးရမှာပေါ့နော်ပေါင်မုတ်39လုံးလုပ်လိုက်ပါမယ်နဲ့ကြာနေလို့ရေးလိုက်ပါမယ်โอเคပြီးသွားပါပြီโอเคပြီးသွားပြီဆိုတော့ကျွန်တော်ဒါလေးပြန်ယူလိုက်ပါမယ်ပြီးတော့အိပ်ပါမယ်ကျိုးဒေတူကိုလည်းစပိုက်ပြအောင်ကျွန်တော်လွတ်နေတော့ပါပြီโอเคကျိုးဒေတူအောင်ပါပြီဆိုတော့ကျိုးဒေ3ကိုဆက်သွားကြမယ်ကျိုးday 3အတွက်ကျိုးဒီမှာလိုအပ်တဲ့အာရထပ်ပြီးတော့ဘာမှထွေထူးကြတော့မရှိဘူးငါနောက်ကိုပါကြီးလိုက်လာလဲသွန်ပြီးလိုက်လာဟိုရွာမှာတော့လိုမျိုးမရှိဘူးပေါ့နော်ဟိုရတော့လေအလုံးပဲထိုက်ချလိုက်ရအောင်ကြတော့တွေ့ပါမယ်โอเคအဲ့တော့ကျွန်တော်နောက်ဆုံးလိုချင်နေတဲ့အာယုံတွေကိုတွေးရှိခဲ့ပါပြီအာယုံ this so good နောက်ဆုံးကျွန်တော်အာယုံ6တုံးထည့်ရခဲ့ပါတယ်Tuesday လည်းရသလောက်တော့လုပ်လိုက်ပါမယ်โอเคတော့ခိုးတွေတွေ့ပြီနော်ဆက်တွေ့တော့ပြီးတော့ကျွန်တော်ဒီမှာအာယုံကိုဂျူမယ်ပေါ့နော်အာယုံဂျူပါမယ် yes ဒီအာယုံကိုဂျူဝိုင်းတော့ကျွန်တော်အာယုံကပါဖူးရပြီပေါ့အဲ့တော့ကျွန်တော်ရဲ့ episode ကတော့ဒီမှာပဲဆုံးသက်တော့မှာပေါ့နော်ကျွန်တော်အာယုံအမှာကတော့ရတော့မယ် okay နောက်ဆုံးတော့ကျွန်တော်အာယုံအမှာရပါပြီအာယုံအမှာနောက်ဆုံးတော့ကျွန်တော်ဖူးခဲ့ပါပြီကျွန်တော်ရဲ့နောက်ဆုံးတော့ဂုတ်ပြေသွားပြီပေါ့နော်ပြီးတော့ episode 2ချက်မှာပဲကျွန်တော် channel ရဆက်လုပ်ကြပါမယ်ဒါနဲ့ကျွန်တော်ဒီမှာ Tuesday နဲ့ထပ်လုပ်လိုက်မယ်ပေါ့နော်iron source ကရှိပြီးသားအဲ့တော့ iron pickaxe တွေကတော့ iron ထိပ်လိုက်မယ်တုံးတော့ yes ကျွန်တော်ဒီမှာ iron source ကရှိပြီးသား iron pickaxe နဲ့ iron arch နဲ့ဘာလို့လုပ်ရမှာမသိဘူးဖြစ်နေတာ arch ကတော့တိတ်တော့မလိုပါဘူးဘာလို့လဲဆိုတော့ထားလိုက်ပေါ့နော်အဲ့တော့ဒီမှာarch နဲ့โอเคပြောင်းလိုက်ပေါ့နော်နောက်ဆုံးတော့ကျွန်တော်တို့တွေဂုတ်ပြေခဲ့ပါပြီဂုတ်ပြေသွားပြီဆိုတော့ကျွန်တော်ဒီမှာပစ္စည်းပြင်ယူပြီးတော့ပုံပြန်တက်တော့ပါမယ်အဲ့တော့ဒီနေရာဟာတွေပဲနည်းနည်းထည့်ယူလိုက်အောင်ပြီးတော့ကျွန်တော်ကိုဒီလိုမျိုးပေါ့နော်
comment မှာလာပြီးရေးပြီးသွားတဲ့ brother ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အခုလိုအားပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာတော့မှာโอเคအဲ့တော့ဒီမှာပုံပြန်တက်မယ်ဆိုတော့ဒီမှာမြေကြီးလည်းရှိတယ်ဒီမှာဒါတွေသုံးပြီးတော့ဒါတွေသုံးပြီးတက်လိုက်မယ်ဒီတော့ပေါ်စားတက်ပါပြီတက်ပြီလေโอเคပါတက်ပါပြီတက်ပြီလေโอเคအဲ့တော့ brother အပေါ်ရောက်မှပြတွေ့ပါမယ်โอเคအဲ့တော့ brother တို့အားလုံးပဲကျွန်တော်ပြန်ရောက်ခဲ့ပါပြီအဲ့တော့ကျွန်တော်ဒီဗီဒီယိုကိုအခုချိန်ထိအားပေးနေတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်အဲ့တော့ဒီဗီဒီယိုဒီလောက်ပါပဲအဲ့တော့အားလုံးပဲဘိုင်